ထိုင်နေတာ အလုံးလေးကလို့မဘူးရတာဟာလားမဘူးရတဲ့ မမကလို့တဲ့ရလာတဲ့အမေကိုပေးတာ မမေကိုအပ်မှာပေါ့ မမေကိုကတော့အပ်လာရကအဲမီတော့ဒီလေးကန်နေကတော့မမေ အလုံးဒီနေ့စုရတာအမေတသိန်းတစ်သောင်းပါအဲ ဒါလေးကိုပြီးကတော့ကျွန် သူက တော် စုတွေတော်တော် ကျွန်တော်လေးကို ရနေပြီ အေးကတော့ အမေကိုကပြီးရှာကျွေးတာပေါ့ ဟုတ်လားငယ်ငယ်လေးတွေကရှာကျွေးကတော့လေတီကတော့လေအခုလာဥချနေတာလေဥချနေတီဥချဘောဦးလည်းမချ ကြော့လိုက်လေ အေးအောင်ဒီဥချ မွေးနေ့ညရင်စပါမန်ဂိတ်ဝယ်ပေးမယ်နော် နေမှာပါတယ်ငါသားလေးခုချိန်လေးကမမေကိုရှာကျွေးနေကျမ်းပါပါစေကျမ်းလာပါစေပေါင်းပြီးလည်းတက်ချေပါစေမရှိစကားနားမှမကြဘူးနော်ဟိုတခါတည်းလူချင်းနားမှများရပါစေဘဝမှာနိုင်ငံကျော်အစိုးရကြီးဖြစ်ပါစေတရုတ်ဆိုင်နေနိုင်နော်တဲ့လေး